Messenger မှာဖုန်းကောဝင်နေပြီမဲ့မင်းမသိဘူးဆိုရင်ဒီ setting ကြောက်မယ် Messenger မှာဖုန်းကောလာပြီမဲ့ screen မပေါ်ဘူး application နဲ့ဝင်မှာပဲသိရတယ်ဆိုလို့ရှိရင်ဒီသုံးခုကိုစစ်ကြည့်လိုက်ပါပထမဆုံး Messenger အလေးကိုကြာဖိပြီးတော့ F info ဆိုတဲ့ထက်ကိုတစ်ချက်နှိပ်လိုက်ပါနံပါတ်1ကကျွန်တော်တို့က permission စစ်ပေးရမှာဖြစ်ပါတယ်ဒီမှာ permission အများစုကိုကျွန်တော်တို့ကဖွင့်ပေးထားလိုက်မယ်ဒါပြီးအောက်ဆုံးမှာရှိတဲ့ other permission ဆိုတဲ့ထက်ကိုတစ်ချက်ထပ်ဝင်လိုက်မယ်ဒီနေရာမှာ make phone call ဆိုတဲ့နေရာမှာလေးမှာကျွန်တော်တို့ကဒန်နေဖြစ်နေမယ်ဆိုရင် always allow ဆိုတာလေးကိုပြောင်းထားပေးမယ်အဲဒီဘက်နဲ့ပြန်ထွက်ပြီးတော့အောက်ဆုံးကိုဆွဲပေးလိုက်မယ်ဒီနေရာမှာ open new window 111 in the background as ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ကပိတ်နေမယ်ဆိုလို့ရှိရင်ဒီကောင်လေးကိုတစ်ချက်နှိပ်လိုက်ပါဒီနေရာမှာကျွန်တော်တို့က always allow ဆိုတာလေးကိုပြောင်းထားပေးလိုက်မယ်ဒါပြီးရင်ဘက်နဲ့ပြန်ထွက်မယ် display pop up window ဆိုတာလေးကိုလည်းကျွန်တော်တို့ကတစ်ချက်နှိပ်မယ်ဒီနေရာမှာလည်းကျွန်တော်တို့က always allow ဆိုတာလေးကိုပြောင်းထားပေးလိုက်ပါဒါပြီးရင်ဘက်နဲ့ပြန်ထွက်မယ်နံပါတ်1က notification တွေပိတ်ထားလားဆိုတော့ကိုစစ်ကြည့်ရမှာဖြစ်ပါတယ် notification တွေကိုတစ်ချက်ဝင်လိုက်ပါဒီထဲမှာရောက်လို့ရှိရင် show notification ဆိုတာလေးကပိတ်နေကျွန်တော်တို့ကဖွင့်ပေးလိုက်မယ်ဒါပြီးလို့ရှိရင်ကျွန်တော်တို့ကဘက်နဲ့ပြန်ထွက်လိုက်မယ်နံပါတ်3ကကျွန်တော် battery saver တွေကိုတစ်ချက်ဝင်မယ် battery saver နဲ့မှာကျွန်တော်တို့ကဒီမျိုး restrict background အခုလိုမျိုးဖြစ်နေမယ်ဆိုလို့ရှိရင်အပေါ်ဆုံးမှာရှိတဲ့ battery saver recommended ဒါမှမဟုတ် no restrict ဆိုတာလေးကိုပြောင်းထားပေးလိုက်မှာဖြစ်ပါတယ်ဗျဒါမှသာကျွန်တော်တို့ background နဲ့ကောင်းလာတဲ့ခါမှာကျွန်တော်တို့ကသိနိုင်မှာပဲဖြစ်ပါတယ်ဗျ video လေးအသုံးဝင် 6 လို့လေးနေခဲ့ပါနောက် video မှာပြန်တွေ့ပါမယ်ဗျ